အားလုံးပဲမင်္ဂလာပါရှင်။အာစီတုဒ္ဒဆောင်ရတဆောင် channel မှာကြိုဆိုလိုက်ပါတယ်။ကျွန်မကတော့စုဖြစ်ပါတယ်။ဒီနေ့မှာတော့ဆီယမ်မာကြီးကလျာဝိစာသိပ္ပံရေးသားထားတဲ့မဟူယာမြစ်ထိတ်ကမိတ်စာအိမ်ဆိုတဲ့ဇာတ်လမ်းရဲ့အပိုင်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။အပိုင်းကိုပြင်းဦးလင်ဆိုသောတောင်ပေါ်မျိုးလေးဤအင်းငင်းညင်တဲ့ချင်းကချစ်မြတ်နိုးစရာကောင်းလာပါပေသည်အမလေးလက်ဖက်ရည်ဝဲအစင်သင်းဖြစ်ပါပြီပန်းမျိုးစုံဖူးပွင့်နေသောခြံထဲတွင်အနှွေးတယ်လေးဖြင့်လမ်းလျှောက်နေသောရှင်ချင်းအေးကိုဆိုင်းဖကလာခေါ်သည်အိုးရှင်ချင်းလည်းအာနာလာပါပြီရှင်ဧည့်သည်ကြီးလိုတက်ဆောင်တယောင်အိမ်မခံပါနဲ့ကိစ္စမရှိပါဘူးဗျာဆရာကကျွန်တော်တို့လင်မယားရဲ့ကျေးဇူးရှင်ပါဆရာညီမကိုပြုစုခွင့်ရလို့ဝမ်းသာလှပါတယ်အထက်ကြွပါအလွန်ရင်ကျေးတိမ်မွေလွန်သောဆိုင်းကင်ဖားနဲ့ဇနီးနန်းအေးကြီးတို့ကိုရှင်ချင်းအေးချစ်ခင်တွေ့တာနေမိပါပြီဤရင်တွင်ခိုလုံရင်အကူချင်းတောင်မှပြန်လာမည့်အချိန်ကိုသာစောင့်မျှော်နေရပါတော့မည်ရှေ့ဆက်ရမည့်ခရီးအတွက်လမ်းပြောင်းနေသောရှင်ချင်းအေးမှာဤချင်းမောမြေရိပ်သာတွင်ခိုလုံခွင့်ရနေသည်ကပင်အေးမြချင်းချင်းလှပါချေသည်အမလေးကိုဧည့်သည်တယောက်လာမင်းနေပါတယ်ဟင်ဘယ်သူလဲမပြောတတ်ဘူးခမရှင်ချင်းအေးတယောက်ဒီမှာရှိသလားတဲ့အိုးဒုက္ခပါပဲကျွန်တော်မေးကြည့်ပါဦးမယ်လို့ပြောပြီးခြံဝါမှာစောင့်ခိုင်းထားတယ်ကျွန်တော်ဘာပြန်ပြောရမလဲခမရှင်ချင်းတို့အိမ်ကလိုက်လာပြီးထင်တယ်မတွေ့ချင်ဘူးမရှိဘူးလို့ပြောပြပါတော့ဦးလေးရဲ့ဆိုင်းကင်ပါထွက်သွား၍ရှင်ချင်းအေးမှာတောက်လက်ဆလက်ဖက်ရည်ပကံကိုချပြီးနန်းအေးကြီးကိုပြေးဖန်မိသည်ဘယ်သူတွေလိုက်လာတယ်လဲမသိဘူးနော်ရှင်ချင်းကြောက်လိုက်တာမမရဲ့မကြောက်နဲ့လေဟိုမှာသူ့သွားပြောနေပြီလာဒီအပေါက်ကချောင်းကြည့်လက်မိဖို့ရှိဧကန်းမှန်တကားကြမှရှင်ချင်းအေးအသာလေးချောင်းကြည့်လိုက်ရသည်ခြံထိတ်ကမနီးလာ၍ပထမမသိမကွယ်လာမေးသောသူထက်သွားလေးမှတိချစွာမြင်ကွင်းရတော့ကိုတူရှင်အသည့်ဖြင့်ရှင်ချင်းအေးခြံတွင်းသို့ဆင့်ပြေလာခဲ့တော်သည်ဒါရှင်ချင်းမိတ်ဆွေပါသူ့ကိုပြန်ခေါ်ပေးပါရှင်ဆိုင်းကင်ဖစိတ်ညစ်သွားပြီးထင်ပါ၏သို့တော်မငြင်းညူရှာပြေးခေါ်ပေးပါ၏ကိုတူရှင်ချင်းရဲ့ဖက်တွဲမိမတက်နိကတ်စွာရက်နေမိကြသည်အလိုက်တိလွန်သောဆိုင်းကင်ဖတို့မှာရှင်ချင်းအေးတို့၏ပတ်ဝန်းကျင်တွင်မမြင်ရတော့ရှင်ချင်းရဲ့မရှိတော့ဘူးဆိုလို့ရင်းကိုမောတာတာပဲကိုတူစိတ်မကောင်းလိုက်တာဗျာရှင်ချင်းဒီမှာရှိနေတယ်လို့ကိုတူကိုဘယ်သူကပြောလဲမမနုပြောလို့ပေါ့ရှင်ချင်းပုံတရံလေးကိုသူကပုံဖော်ပြီးပြောပြတယ်ဖွားဖွားကလက်မခံပဲနှင်းလွတ်လိုက်တယ်ရှင်ချင်းငိုပြီးထွက်သွားရတယ်မမနုကိုနိုင်အောင်ခံလိုက်ချစ်ခိုင်းတယ်တဲ့အဲ့ဒီမှာတင်ပြေဦးလင်ချစ်ကားကိုမေးပြီးချင်းမမြေရိတ်တာကိုပို့ခိုင်းတာမမနုကြားလိုက်ရတယ်တဲ့မမနုကကိုတူကိုတိတ်ချစ်တာသူ့ကိုအတင်းမေးပြီးချက်ချင်းပြေးလိုက်လာခဲ့တာပါရှင်ချင်းရဲ့လာလေကိုတူအထဲမှာထိုင်ပြီးပြောကြရအောင်ပါဧခန်းရှိရတော့ရှင်ချင်းအေးကဥဆောင်၍ခေါ်လာရသည်ကိုတူစီကိုအကိုတကြီးနဲ့လိုက်လာပြီးအခုလိုမပြင်းမလဲဖြစ်ရတဲ့အတွက်ကိုတူတကယ်ပဲစိတ်မကောင်းပါဘူးရှင်ချင်းရဲ့ကိုတူကိုခွင့်လို့ပါရှင်ချင်းကျင်နဲ့နိုင်တဲ့အထိကိုတူတောင်းမှန်ပါမယ်နော်လှိုင်လဲသောစကားသံများဖြင့်တောင်းပန်နေရှာသောမျက်ရှင်မောင်ကိုရှင်ချင်းအေးနှစ်သိမ့်ကျင်နဲ့စွာကြည့်လိုက်ပြီးအရန်စွန်စားပြီးလိုက်လာခဲ့ရတဲ့ရှင်ချင်းကိုတူတို့ဖွားဖွားကရှင်ဝါကိုစီးပြီးကန်းလွတ်လိုက်တယ်လို့မို့အားငယ်စိတ်ရှက်စိတ်ဝမ်းနဲ့စိတ်တွေကပြောမပြနိုင်လောက်အောင်ပါပဲကိုတူရဲ့ဟုတ်တယ်အဲ့ဒီအဖြစ်ကိုပြန်ကြရတော့ကိုတူတောင်မျက်ရည်ဝဲမိတယ်ရှင်ချင်းရဲ့တကယ်ပါကိုတူတို့ဖွားဖွားမိတာကိုရှင်ချင်းကကြေးလေအောင်မဖြေတတ်တာလဲပါပါတယ်ပြီးတော့ကိုတူတို့ကတထေးတွေမဟုတ်လားရှင်ချင်းလိုမိန်းကလေးလိုက်လာတာကိုဟာဒီလိုမဟုတ်ပါဘူးထားပါတော့လေရှင်ချင်းရဲ့မိုင်မှုတွေပဲဆိုပါတော့ကိုတူးမှအပြစ်မရှိပါဘူးရှင်ချင်းရောက်လာမယ်လို့မှမသိပဲလေအိုးရှင်ချင်းဒီလိုမြင်နေဆိုရင်ကိုတူးဝမ်းသာလာပါပြီဗျာကဲအခုကိုတူးနဲ့ရှင်ချင်းပေါင်းစုံမိကြပါပြီရှေ့မှာဘာလုပ်ကြမယ်ဆိုတဲ့အစီအစဉ်တွေဆွဲကြရအောင်ပါနော်ဒါနဲ့နေပါအောင်ဒီကရှင်ချင်းနဲ့ဘာတော့လဲရင်ဘာမှမတော်ဘူးကားပေါ်မှာတိလာကြတာသူ့လိပ်စာအတိုင်းရှင်ချင်းရှာပြီးလာရတာပေါ့မန္တလေးမှာကိုတူတယောက်ကလွယ်လို့ရှင်ချင်းမှာအသိမှမရှိပဲ
ကိုတူအခုစီစဉ်လာခဲ့ပြီပါပြီကိုတူတင်ငယ်ချင်းကသူ့အမေနဲ့နှစ်မလေးပဲရှိတယ်မြက်ပါရက်မှာအဲ့ဒီအိမ်မှာရှင်ချင်းလောလောဆယ်နေဖို့စီစဉ်ထားပြီပါပြီပြီးမှကိုတူနဲ့အတူတူတိုင်ပင်ပြီးဘာဆက်လုပ်ကြမယ်ဆိုတာစီစဉ်ကြတာပေါ့နော်လိုက်ခဲ့မယ်လေအစင်ချင်းမဲ့ဆဲကြော်တလေးရှင်ချင်းအေးလွယ်လွယ်ပင်ကောင်းငိမ့်လိုက်မိသည်ကိုတူထံအာကိုတကြီးလိုက်လာတော့ရှင်ချင်းအေးကိုတူနှင့်တွေ့ဆုံနေမှသူခေါ်ရလိုက်သွားယုံသာရှိပါသည်ဟုလွယ်လွယ်လေးတွေးလိုက်မိသည်အော်ဒါနဲ့ကိုတူတောင်ကိုသွားတယ်နော်ဟုတ်တယ်ဟိုမှာကိုတူတို့အိမ်နဲ့အမျိုးတွေရှိသေးတယ်မမေတရင်လေးများကြားခဲ့ပါတယ်ကြားခဲ့တယ်တောင်ကိုမှတော့မရှိဘူးထောင်းကားလွတ်သွားကြတဲ့ကရန်ကုန်ဆင်းသွားပြီတဲ့ကဲပါသွားကြရအောင်ရှင်ကြီးရဲ့ပြီးရင်အေးဆေးဆေးဆွေးနွေးကြတာပေါ့နေဦးနော်ရှင်ကြီးပစ္စည်းလေးတွေသွားယူလိုက်အောင်မယ်ယူလေအပြင်မှာကိုတူးပေါ်တာတွေစောင့်နေတယ်ကားလဲပါတယ်ရှင်ကြီးအေးစိတ်ပေါ်ပါစွာအခန်းတွင်းဝင်လာမိသည်တန်းပေါ်မှာအိုးအစားများကိုမသက်မရက်ခောက်၍အိတ်တွင်းထည့်နေမိစဉ်ဘာလို့မလို့လဲညီမလေးအော်မနဲ့ရှင်ကြီးမန္တလေးကိုလိုက်သွားတော့မယ်နော်နန်းအေးကြီးကရှင်ကြီးအေးကိုမြုံကြည့်နိုင်သလိုကြည့်ပြီးမှရှင်ကြီးအေး၏ရှေ့မျက်နှာစာမှာနီးနီးကက်ကက်ရက်၍ရှင်ကြီးအေး၏လက်မောင်းနှစ်ဖက်ကိုကန်၍မနဲ့ကိုအမှန်တိုင်းပြောစမ်းပါညီမရဲ့ဒီကောင်လေးနဲ့လိုက်သွားတော့မလို့လားဟုတ်ကဲ့လိုက်သွားမလို့ဘာဖြစ်လို့လဲမနဲ့ရဲ့ဆရာလာအောင်စောင့်မအောင်ကွယ်ဒီရင်ရောက်လာပြီးမှဒီကောင်လေးနဲ့လိုက်သွားတယ်ဆိုရင်ဆရာကမနဲ့တို့ကိုအပြစ်တင်မှာပေါ့ရှင်ကြီးအေးမှနန်းအေးကြီးဤမျက်နှာကိုအံ့ဩတယ်လို့ကြည့်ပြီးမနန်းကတက်လွဲမထင်နေနဲ့နော်ရှင်ကြီးလိုက်သွားမှကိစ္စနဲ့ပါအခုကိုလည်းပြန်လာတွေ့အောင်ပါရှင်ကြီးဒီကောင်လေးနဲ့ကိုရလိုက်သွားမှာမဟုတ်ဘူးလားဟာဘယ်ဟာဟုတ်ရမှာလဲအမလေးဒုက္ခပါပဲခိုးရလိုက်တာမဟုတ်ဖ ೇನೆ များကောင်းလေးတအုပ်နဲ့မန္တလေးကိုဆင်းလိုက်သွားမယ်ဒီကောင်လေးတအုပ်နဲ့ဆိုတော့သူ့ဘော်ဓာတွေဆိုတဲ့သူတွေကိုမနန်တွေးလို့လားတွေးတာပေါ့ခြံဝါမှာသူတို့အတိကမေးတော့ကိုတို့ဘော်ဓာကောင်မလေးတယောက်ကိုလာမတာလို့ပြောနေတယ်ကြားလိုက်တယ်ဘာပဲဖြစ်ဖြစ်ဆရာပြန်လာအောင်တော့စောင့်မအောင်နော်ရှင်ချင်းအေးမှာအိတ်ကလေးကိုပြန်ချလိုက်သည်ကိုတူးကိုယုံကြည်သည်ပဲထားသူ့ဘော်ဓာဆိုသူများကိုထည့်တွက်ရပါတော့မည်မောင်ရတွင်လည်းတစ်ခါကြုံခဲ့ရပြီးပါပြီကောင်းပြီလေဒါဖြင့်လေအကိုပြန်လာမှပဲပြုတ်ပြီးသွားပါတော့မယ်ဝမ်းသာလိုက်တာညီမရဲ့ကဲရှင်ကြီးမလိုက်ဖြစ်တဲ့အကြောင်းတော့ပြောလိုက်အောင်မျက်နှာမသားမယားနဲ့ထွက်လာတော့ရှင်ကြီးအေးကိုတူးကငေးကြည့်နေစေရှင်ကြီးမလိုက်ဖြစ်တော့ဘူးကိုတူးဘာဖြစ်သွားရတာလဲဒီငါအကိုပြန်လာမှပဲရှင်ကြီးခွင်တောင်းမိလိုက်ခဲ့တော့မယ်ခုတော့ကိုတူးပြန်နေမှာရှင်ကြီးတောင်းမှမှာတယ်မဟုတ်သေးပါဘူးရှင်ကြီးရဲ့ရှင်ကြီးလိုက်လာတာကိုတူးစီကိုပါကိုတူးနဲ့ခဏလေးလဲသွားကြရတယ်အခုပြန်ဆောင်မိကြပြီရှင်ကြီးဥဒိယကိုဘာလို့ဆက်မသွားပဲလမ်းကွေသွားရတာလဲကိုတူးစဉ်းစားလို့မရနိုင်တော့ဘူးရှင်ကြီးဘာပဲဖြစ်ဖြစ်ရှင်ကြီးကိုခွင့်လွတ်ပါကိုတူးသွားနေမှာတပတ်လောက်ကြာရင်တစ်ခါလာပြီးတွေ့ပါလားကိုတူးရဲ့ဒါဖြင့်လေကောင်းပါပြီလေကိုတူးဟာရှင်ကြီးအပေါ်မှာစေရနာအထားနိုင်ဆုံးလူတစ်ယောက်ပါဆိုတာရှင်ကြီးလက်ခံလာတဲ့တနေ့ကျတော့ရှင်ကြီးကိုတူးနဲ့လိုက်ခဲ့ပေါ့ခုတော့ကိုတူးပြန်မယ်နော်အော်ကိုတူးရဲ့အခန်း18ပြည်ဦးလင်မြို့သို့ရှင်ကြီးအေးရောက်ရှိပြီးနောက်9ရက်မြောက်သောနေ့တွင်အကိုပြန်ရောက်လာသည်အမှန်တော့ဒီရက်လောက်နဲ့အကိုပြန်ရောက်လာဖို့မဟုတ်သေးဘူးရှင်ကြီးအကိုရဲ့ဝတ္ထုဇာညွန်းကိုရုပ်ရှင်ရိုက်မဲ့အဖွဲ့တွေပြည်ဦးလင်မြို့ကိုတက်လာကြမယ်ဆိုတဲ့သတင်းကြားရလို့အကိုပြန်လာခဲ့တာသူ့ထံမှမြည်သူသောသဘောထားနှင့်ဆုံးဖြတ်ချက်များပြောကြားမည်ကိုရှင်ကြီးအေးစိုးရွံ့စွာစောင့်စားပေးနေသည်မျက်ရှင်မောင်နဲ့လိုက်မသွားဖြစ်ပဲအကိုကိုစောင့်နေတယ်ဆိုလို့အကိုဝမ်းသာပါတယ်ရှင်ကြီးအေးဟုတ်ကဲ့အကိုလည်းရှင်ကြီးကိုတရိယာနေတယ်ဘေးကင်းပါစေလို့လည်းဆန္ဒပြုနေမိတယ်အခုဆန္ဒတွေအတိုင်းရှင်ကြီးအေးဘေးအပေါင်းကနေလွတ်လာခဲ့ပြီပေါ့လေကြားရတာရှင်ထိတ်စရာပဲကွယ်လောကကြီးဟာရှင်ကြီးမျောလင့်ထားတာတဲ့ပိုပြီးနည်းနည်းရှုပ်ထွေးနေပါလားနော်ပြီးတော့မေတ္တာတရားကလည်းခေါင်းပါကြသေးတယ်ဒီထဲမှာအကိုမပါပါဘူးကွာဒါကြောင့်အကိုစီကိုအကိုတကြီးနဲ့ရင်ပြေးလာရတာပေါ့
အဲ့ဒီအတွက်အကိုဝမ်းတာတယ်ဂုံယူတယ်ညီမလေးကဲအခုဘာလုပ်ကြမလဲအဲ့ဒါရှင်ကြီးမရမယ့်စကားပါအကိုရဲ့ဘာကိုလဲရှင်ကြီးအော်ရှင်ကြီးရဲ့စကြောင်းဆောင်အကုန်လုံးအကိုကိုပြပြပြီးပြီလေဒါကြောင့်ရှင်ကြီးဘာလုပ်ရမလဲလို့ဖြစ်ဖြစ်တော့စဉ်းစားကြတာပေါ့ဒါဖြင့်အကိုစဉ်းစားနေတဲ့ကာလအတွင်းမှာတော့ရှင်ကြီးဒီမှာနေခွင့်ရှိသေးတယ်ပေါ့နော်အကိုရှင်ကြီးအေးလှိုက်လဲစွာခေါ်ပြီးကြာမြင့်စွာစိုက်ကြည့်နေပါ၍ရှင်ကြီးအေးခေါင်းငုံပြီးနာခမ်းနေရသည်မှန်တာပြောရရင်မျက်ရှင်မောင်းဆိုတဲ့အကောင်လေးကိုအကိုစိတ်မချဘူးသူ့ကိုမမြင်ဘူးပေမဲ့သူ့အသက်အရွယ်မျိုးနဲ့လူငယ်တယောက်ရဲ့လက်ထဲကိုအကိုမထဲလိုက်ချင်ဘူးဒါပေမဲ့ရှင်ကြီးအေးဟာအကိုအသွေးမဟုတ်ဘူးကောက်ရထားတဲ့ညီမလေးတယောက်သားဖြစ်တယ်ဒါကြောင့်ရှင်ကြီးအေးမှာကိုပိုင်ဆုံးပြနိုင်ခွင့်ရှိနေပါတယ်ရှင်ကြီးအနေနဲ့အကိုအိမ်ကိုစွန့်ခွာပြီးမျက်ရှင်မောင်းနဲ့ပါသွားမှာကိုအကိုစိတ်မချနိုင်အောင်ဖြစ်နေမိတယ်ရှင်ကြီးဒါအကိုဆုံးဖြတ်ချက်ပဲမှန်တာပြောရရင်ရှင်ကြီးအကိုကိုပို့ပြီးအကိုပါတယ်ဒါပေမဲ့ရှင်ကြီးကိစ္စတွေကိုလက်မမိနိုင်သူကမျက်ရှင်မောင်းမှုပါအကိုနားလဲတယ်အကိုကိုယ်တိုင်မျက်ရှင်မောင်းနဲ့တွေ့ပြီးကြည်ကြည်လဲလဲဆွေးနွေးချင်တယ်ရှင်ကြီးအေးသူကလက်ခံမှမလားမသိဘူးစစ်မှန်တဲ့စေတနာရှိရင်တော့လက်ခံရမှာပေါ့ရှင်ကြီးအေးဆန္ဒရှိတဲ့အတိုင်းဖြစ်လာနိုင်မှုအတွက်ဘယ်ဘက်ကဖြစ်ဖြစ်ကူညီပေးနိုင်ရမှာပေါ့ရှင်ကြီးသူဟာရှင်ကြီးအပေါ်မှာတကယ်စေတနာရှိသူလို့ရှင်ကြီးယုံကြည်နေမိပါတယ်ဖြစ်နိုင်ပါတယ်ကိုသူနဲ့ဆုံမယ်လေဒီကြီးရင်းကျက်သောမျက်နှာထားနှင့်ပြောကြပြီးအကိုကရွှေရောင်ဘူးထဲမှာစိကရိတ်တလိပ်ကိုညှိ၍တောင်းနေသည်စာရေးဆရာဆိုတော့လေရှင်ကြီးအေးကြားသိဘူးတလို့ပေတီတီညစ်ပတ်ပတ်နဲ့စင်စင်ရဲရဲတဲကအကိုမဟုတ်ကားပေါ်တွင်3ရက်လုံးရှင်ကြီးအေးနဲ့အတူနေခဲ့တော့လေအကိုအရက်တက်ဆက်မှမတောက်ခဲ့အရက်နဲ့မခွာနိုင်သူတို့ပလင်းပါလာကြတော့လေအကိုကအရက်နဲ့ကင်းကွာနိုင်ခဲ့သူပါအိမ်မှာလည်းပရိဘောကပြည့်ပြည့်စုံစုံတက်တက်ရဲရဲနေမှာအခုမှစာရေးသားချင်းဝင်ငွေတစ်ခုတည်းတော့ဟုတ်မည်မထင်ဆရာချမ်းရှိမှာတေဦးမြိုင်ရုပ်ရှင်ကုမ္ပဏီကကားရောက်နေပါပြီဒေါခင်ဦးမြိုင်ကိုယ်တိုင်ပါလာပါတယ်ဟုတ်လားချန်နကားဖွင့်ပေးလိုက်ပါတော့ကြီးကြီးကိုဆိုင်ဖတောက်ဖွင့်ပေးနေပါပြီကောင်းပြီစားစရာလေးတစ်ခုခုစီစဉ်ပေးပါအောင်ဟုတ်ကဲ့ဆရာအကိုတို့၏အလုပ်ကိစ္စနှင့်အရေးကြီးသောဧည့်သည်လာမည်ဆို၍ရှင်ကြီးအေးအိမ်ထဲသို့ဝင်ရန်ဟန်ပြင်လိုက်သည်ကိုအကိုကနေပါရှင်ကြီးအကိုကိုထူဆန်ညွန့်ကိုရှိုက်နေတဲ့ကုမ္ပဏီပိုင်ရှင်လာတာပါသူတို့ကရန်ကုန်ကတက်လာကြတာပါရှင်ကြီးအေးကိုမသိနိုင်ပါဘူးနေပါအကိုပြောနေစေတွင်ပင်ချစ်ကားကအေခန်းဝသို့ဆိုက်ရောက်လာတော့သည်လာပါတော့ခင်ဦးမြိုင်ကျမဖြင့်ဆီယာမပြန်လာပါမလားလို့တထိတ်ထိတ်နဲ့ဟုတ်တယ်ကလေးကိုပြန်ဆင်းလာတော့လေရင်ရုံးကပြောလို့အဲ့ဒါသာလွဲသွားရင်ကျွန်တော်တက်လားလောက်ကြာမှရောက်ချင်ရောက်မှာဒီကမပြီးမချင်းဆက်သွယ်ရေးခက်ခဲတဲ့နေရာတွေကိုဆီယာမသွားပါနဲ့အောင်ကျမဖြင့်စိတ်ကိုညစ်ရောဒါရိုက်တာကနှိပ်ဆက်မင်းသမီးကပြက်ကွက်နဲ့ဒီလိုပေါ့ဗျာရုပ်ရှင်တကားဆိုတာအခက်အခဲမရှိဘဲနဲ့ဘယ်တော့မှမပြီးဘူးထိုင်မာတော့ခင်ဦးမြိုင်အမျိုးသမီးကကြီးမာတော်လက်ကန်အိတ်energyကိုစပွဲပေါ်တင်ပြီးကိုကိုညွတ်၍ထိုင်ရန်ဟန်ပြန်လိုက်စင်မှာပင်ရှင်ချင်းအေးနှင့်အကြည့်ချင်းစုံမိကြသည်သူလေးကဘယ်သူလဲဆရာအော်မန္တလေးကကျွန်တော်ဖက်ကဆင်ညီမလေးပါအိုးချစ်စရာလေးတိတ်လာတာပဲနော်ဘာကြောင့်မှမသိဤအမျိုးသမီးကြီးဤအကြည့်များချီးမွမ်းစကားများကိုရှင်တလက်လက်အခုံရင်ကကြားနာခံယူမိပါသည်မေမေဟာဒီရွယ်လောက်ရှိရောမယ်ငါအမေပဲဖြစ်လိုက်ပါစေတော့တန်းနာခြင်းများဖြင့်မျောလင့်စွာဒေါခင်ဦးမြိုင်ကိုကြည့်လိုက်မိသည်မဖြစ်နိုင်ရှင်ချင်းအေးခုနှစ်နှစ်သမီးအရွယ်ကပျောက်ဆုံးသွားခဲ့သောမေမေကိုရှင်ချင်းအေးကောင်းစွာမှတ်မိနေစေရှိပါသည်မေမေတော်ငိမ့်တာကဖြူဖြူသွဲ့သွဲ့ချောချောယခုဒေါခင်ဦးမြိုင်ကအသားညူညူဝဝဖိုင်ဖိုင်မျက်မှန်နဲ့နှောက်ခမ်းနဲ့နှာခေါင်းမှာဒဏ်ရာများနဲ့အော်မိခင်မေတ္တာငတ်မလေးရှင်ချင်းအေးတွေးမိတွေးရတွေးလိုက်ခြင်းမှာအသက်40ဝန်းကျင်အမျိုးသမီးများကိုမြင်မိလေတိုင်းမေမေလားဟုသောအကြည့်များဖြင့်ကြီးခဲ့ဘူးသည့်အတိုင်းယခုဒေါခင်ဦးမြိုင်ကိုလည်းမဟုံမှန်းသိပါလျက်ကြည်နေမိရပါပြီအကိုနှင့်အမျိုးသမီးကြီးတို့လုပ်ငန်းအကြောင်း
ရုပ်ရှင်ရိုက်ကွင်းနေမြင်များအကြောင်းလက်ရှိရိုက်လက်စကားကိစ္စအကြောင်းကိုဆွေးနွေးပြီးတွင်ဆရာရိုက်ခဲ့တဲ့ဆရာရဲ့ပထမဆုံးလက်ရာကိုဒီမလာခင်ကမှဒုတိယချိန်ပြအဖြစ်နဲ့ကျမကြည့်ခဲ့ရတယ်။တိတ်မစွန်ပါဘူး။မစွန်တဲ့အကြောင်းကမင်းသားမင်းသမီးအစ်စ်တွေနဲ့ရိုက်လို့ပါ။ဆရာလက်ရာကိုကျမကြိုက်တယ်။အများကြီးအလားအလာရှိပါတယ်။ဒီကိစ္စကိုလည်းဆွေးနွေးခြင်းလို့ပါ။ပြောပါတော့ခင်ဦးမြိုင်ဆရာနောက်ဆုံးထွက်တဲ့နန်းတို့ရဲ့ချစ်မောမြေကိုဆရာဝတ္ထုဇညွန်းနဲ့ဒါရိုက်တာအဖြစ်ရိုက်ပေးပါလို့ပြောခြင်းလို့ပါဒီစကားကြားရတာဝမ်းသာပါတယ်ဒါပေမဲ့ဒေါခင်ဦးမြိုင်တို့အသေးချာစဉ်းစားပါအောင်လေဦးတင်မောင်နဲ့လည်းတိုင်ပင်ပါအောင်ကျမရဲ့ခင်မုံကကျမသဘောပါကျွန်တော်ဘက်ကလည်းစဉ်းစားပြစေအောင်ပထမကားကွယ်တော့ကျွန်တော်ကိုယ်တိုင်လည်းမရဲဘူးမရဲမရှိနဲ့ကျမတင်မယ်ဒီဝတ္ထုကရှမ်းပြည်နယ်သွားပြီးအပြည့်ရိုက်လို့ရတယ်ကက်စတင်တွေလည်းတိတ်မများဘူးမင်းသားကလည်းအခုကားကမင်းသားမျိုးစော်ပဲဆက်သုံးမယ်ဒီကောင်လေးရမစိုးကျမကိုနှိပ်စက်နေတာမင်းသမီးနဲ့တာရိုက်တာဒေါခင်ဦးမြိုင်ကနန်းအေးကြီးချပေးလာတော့လက်ဖက်ရည်ကိုတောက်သုံးသည်မောင်ဖြစ်မစားပြေးမှစိကရက်တလိပ်ကိုဖွာရှာရင်းကကဲဆရာလက်ခံလိုက်စမ်းပါတော့ဆရာအတွက်နှစ်ခွဲယူပါဇညုံခက9000ထားဝတ္ထုနဲ့ဒါရိုက်တာက1000စီပေါ့ကားဆိုရင်လေကျမတုံးပြန်အောင်ပါပါကောင်းပြီလေကျွန်တော်ဇညွန်းစခွဲကြည့်ပါမယ်အမြင်သာလို့ဆရာဇလန်းကြအောင်လေကျမစူးစမ်းပြလိုက်မယ်ဆက်ကောင်တွေတော့ကျွန်တော်စိတ်ကြရွေးပြစေမျိုးစော်နဲ့မလိုက်ဘူးလားမစိုးပါဘူးတခုတော့ပြောပြစေဆရာကျမမင်းသမီးတော့အသစ်တင်ချင်တယ်နာမည်ကြီးမင်းသမီးတွေဆိုစိတ်ကောက်ရတာနဲ့သူတို့ယောက်ျားနဲ့စိတ်ဆိုးလို့ရှူတင်ဖြတ်လိုက်ရတာနဲ့အိုးအဆုံးပါပဲအစ်စ်ကတော့ဟုတ်ပါရဲ့ဒေါခင်ဦးမြိုင်တို့အကျိုးရှိဖို့ကိုလည်းကြည်အောင်လေဒီခေတ်ကကားကောင်းရင်စွန့်ပါတယ်ဆရာဒါတွေမူးမနေနဲ့ဆရာစိတ်ဆိုးရင်ဆိုကျမတော့ပြောတော့မယ်ဘာများပါလဲဒေါခင်ဦးမြိုင်ဟောဒီဆရာညီမလိုလှလှလေးကိုအသေးချာတင်ပေးပြီးတင်ရရင်ဖြစ်မယ်ထင်တယ်ဟာဒေါခင်ဦးမြိုင်ကလည်းဗျာအကိုကရှယ်မောပြီးရှင်ချင်းအေးကိုလှန်ကြည့်လိုက်ပြီးမှကဲညီမရေကုမ္ပဏီပိုင်ရှင်ကတော့မျက်စိကျသွားပြီဘယ်နဲ့လဲမင်းသမီးလုံးမလားအိုးအကိုကလည်းသူတို့ရှယ်မောကြသည်အတီလားရှယ်စရာလားရှင်ချင်းအေးမသိပါရှက်စိတ်ဝင်လာမိသည်နှင့်အခန်းထဲသို့ဝင်လာခဲ့ရသည်ရှင်ခုံမပြေသည်အော်အကိုတို့အမှုပညာသမားဆိုတာနာမည်ကြီးလိုက်ရင်ငွေရသိပ်လွယ်ပါလားနော်အခု2000ခွဲရမည်ဆို၍ရှင်ချင်းအေးဝမ်းသာနေမိသည်2000ခွဲဆိုသောငွေသည်သုံးမကုန်နိုင်လောက်အောင်များပြားလိမ့်မည်ဟုရှင်ချင်းအေးတွေးနေမိသည်လက်ရှိလူနေမှုစနစ်နှင့်ဈေးစကားများကိုရှင်ချင်းအေးမတွက်တတ်နားမလဲဟေးရုပ်ရှင်မင်းသမီးလောင်ကြီးထွက်ခဲ့ပါဦးအကိုကလည်းဘယ်နဲ့လဲမင်းသမီးလုံးမလားမဟုတ်တာရှင်ချင်းပြေရုပ်ရှင်ဆဲကားပြည့်အောင်မကြည့်ဘူးဒါနဲ့မဆိုင်ပါဘူးအကိုတင်ပေးတာလိုက်လုံနိုင်ရင်ရတာပဲမဖြစ်နိုင်တာတွေအကိုရဲ့ရှင်ချင်းမှာမမေနဲ့တွေ့ချင်တယ်မမေနဲ့နေချင်တယ်အဲ့ဒီဆန္ဒပဲရှိတယ်တခြားဘာမှမလုပ်ချင်ဘူးရှင်ချင်းလို့ဘာမှနားမလဲဘာမှမသိတဲ့မိန်းကလေးတယောက်အနေနဲ့ဘာမှလည်းဖြစ်ထွန်းမှာမဟုတ်ပါဘူးအောင်မဲဘာလို့အားလျှော့ရမှာလဲတော်ပါအကိုရဲ့ရှင်ချင်းဘွားကိုလည်းကြည့်ပါအောင်ပုံနေရတဲ့ဘဝမှာရုပ်ရှင်မင်းသမီးလုပ်ရမယ်ဆိုတော့ဟုတ်နိုင်မှာမလားအဲ့ဒီတော့မှမမေကြီးတို့ကပြန်ခေါ်ပြီးတစ်သက်လုံးထုံအောင်ထားကြမှာဒါကြောင့်အကိုညီမမန္တလေးကလို့ပြောလိုက်တာပေါ့နာမည်မင်းနေလို့အကိုဝတ္ထုတွေကမင်းသမီးနာမည်ပြောပြလိုက်တယ်ဘယ်သူတဲ့လဲရိုးလှဖြူဟာနာမည်လေးကကောင်းနေနော်ရှင်ချင်းအေးဆိုတဲ့နာမည်လေးကိုဖျောက်ပြလိုက်မဟူရမြစ်ထိတ်ကစက်အင်ကြီးကိုမေ့ထားလိုက်ရိုးလှဖြူဆိုတဲ့နာမည်တဲ့နဲ့အနုပညာနယ်တဲ့ကိုဝင်လိုက်ပါလားကွယ်ပြီးတော့အကိုညီမလေးအဖြစ်ဘဝတစ်ကိုရယူလိုက်စမ်းပါတော့လားမင်းကလေးရဲ့ဟုတ်ကဲ့စာအုပ်ကလေးကိုဒီနားမှာရှင်းနာခွင့်ပြုပါရှင်အားပေးနာဆင်ငယ်ကြသူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်အပိုင်းဆက်ကိုဆက်လက်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်နားဆင်ပေးကြပါအောင်နော်နောက်ထပ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပေးသုတ္တရတဆောင်းပါးတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်
အားလုံးဘေးကင်းကျန်းမာကြပါစေရှင်။